နီတွေရေတောက်အောင်ဆန်းစုတိသူရေးကောင်းတယောက်ဒီလူတွေချစ်တာပိုအောင်ဆန်းဒီလူတွေချစ်တာတခင်အောင်ဆန်းအောင်ဆန်းဒီလူတွေချစ်တဲ့ဘိုးချုပ်အောင်ဆန်းထူးကြခဲ့တာလမ်းဘေးမှာကြော်ဝဲစားစီရတာအတွက်ဆိုအနှွေးတွေတော့သူချွတ်ပေးတယ်ပြည်သူနဲ့တသားတဲ့နေတဲ့လူစားဘိုးချုပ်တွေအများကြီးဒီမှာရှာမရှာပြည်သူတွေချစ်တဲ့ဘိုးချုပ်လူသားအာဇာနည်တွေအာဇာနည်တွေရေ